ချင်းမိတ်ဆွေညီကိုမောင်တော်များအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကြော်မြင့် channel လေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ဆက်သလိုက်ပါတယ်အားလုံးသောကိုယ်တွေမှတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထောင်ရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူအင်ဆန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့တတ်လိုက်ပါတယ်ဗျာကဲကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးက9ရက်9လနော်2026အင်္ဂါနေ့မနက်အတွက်ဖြစ်ပါတယ်နော်ကိုမိုင်အားလုံးပဲကဲကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒီနေ့ညနေထောက်ကနန်းလေးရတော့နော်ကျွန်တော်တို့ရှစ်တက်တယ်ဗျာနော်ရှစ်တက်ဆိုတော့ဗျာနော်ကျွန်တော်တို့ share မွေးအခွေသမားတွေတော့စောစောစီးစီးအဆင်ပြေပြီးတော့ဗျာနော်1608အခုပါခွေလေးမွေးပါလို့ကျွန်တော်ပြောပြီးသားနော်နေတိုက်ခွေမဟုတ်ဘူးနော်မွေးရမယ်ခွေနေတိုက်ခွေကြီးကျွန်တော်ပေးပါဦးပေးခဲ့ပါတယ်နော်ပေးခဲ့တယ်ဆိုတာတော့မှတော်တော်ကြီးကိုမပေးတဲ့လောက်ပဲလို့ပဲပြောရမှာနော်တစ်ခါတလေကြမှာလားတော်တော်လေးကြိုက်မှလာပေးမိတာရှိတာပါနော်ကဲရှယ်မွေးခွေလေးအခွေနော်တချို့ဖောက်ဝင်ခွေမိုင်းဆိုလို့ရှိရင်အခွေလေးဆိုပြီးပြောနေကြတာနော်အခွေလေးကြလားအဆင်ပြေကြလားကိုမိုင်းအားလုံးပဲနော်ကဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါနော်ကိုမိုင်းအားလုံးပဲရကြမယ်လို့တော့ထင်ပါတယ်နော်ဒါတစ်ပတ်စာမွေးခွေလေးကတော့ဗတိုင်းတော့အဆင်ပြေနေတာပဲဆိုတော့လေနော်ဒီတစ်ပတ်ကတော့ကျွန်တော်မွေးပရိတ်ထုံမထားဘူးနော်မွေးပရိတ်ထုံမထားပဲနဲ့9-3ညပါတော့9-3ညကီးပရိတ်နော်9-3ညလည်းပါမယ်9-3ညပရိတ်လည်းဖြစ်ရမယ်နော်ဒီကဏ္ဍလေးတွေပဲဝေဘရိတ်အဆောင်ကစားလို့ကျွန်တော်ပြောထားတာနော်ဒါရှေ့ဗီဒီယိုဖိုင်လေးမှာကျွန်တော်ပြောပြီးသားပဲနော်ကဲကိုဒီမိုက်အားလုံးပဲဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ရှုပေးဖို့မေတ္တာရက်ခံပါတယ်ဗျာနော်ကျွန်တော်တို့ဒါအရှိအကြာကြီးလည်းမဟုတ်ပါဘူးနော်တတ်နိုင်သမျှတော့လူရင်းထုတ်ရှင်လေးပဲသွားပေးနေရပါနော်ကဲကိုဒီမိုက်အားလုံးပဲမင်္ဂလာပါဗျာနော်ရှယ်မွေးခွေလေးရှစ်တင်မှာရလိုက်ကြတဲ့ကိုဒီမတွေပေါက်ကြီးလေးတွေမန်းငယ်ပေးကြပါအောင်ဗျာနော်ကိုဒီမတွေရကြတဲ့အဆင်ပြေကြတယ်ဆိုတော့လေကျွန်တော်လည်းဝမ်းသာတာပါဗျာနော်နောက်ရကြတဲ့လူတွေများတဲ့ခါကျတော့လေကျွန်တော်လည်းကဏ္ဍလေးတွေတွက်ချက်ပြီးတော့ရှာဖွေရတာအားရှိတာပါဗျာနော်ကဲကိုမိုက်အားလုံးပဲနော်နေတိုက်ကကိုဒီမတွေကတော့မနက်ကတော့အဆင်ပြေပြီဗျာနော်ကျွန်တော်တို့အင်္ဂါနေ့မှာလည်းထပ်ပြီးအဆင်ပြေအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးပါမယ်နော်ကိုမိုက်အားလုံးပဲနော်ကဲကိုဒီမကြီးအားလုံးပဲเนาะဗီဒီယိုဖိုင်လေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပါလို့နောက်ဆိုပါတယ်ဗျာเนาะဗီဒီယိုဖိုင်လေးကိုလည်းပြီးဆုံးကြည့်ရှုပေးပါเนาะကဲကိုဒီမကြီးအားလုံးပဲကျွန်တော်တို့အင်္ဂါနေ့ပါဗျာเนาะကျွန်တော်တို့9ရက်9လဆိုဒီခိုးကြီးများပြုတ်ဆိုကြလောက်မှာပြီဘာလို့လဲတော့နေတိုက်တွေရဆွဲတွေလိုက်ပြီးတော့ကြာနေတယ်လို့လေเนาะဟိုရှင်ဘက်တွေတော့ကြာနေတယ်လို့သတိပေးတာပါเนาะကဲ9-3ညကီးလေးရလဲသူ့တောင်းတော့သူတော့ကြေတာပေါ့ဗျာเนาะဒါကျွန်တော်တို့ဒီနေ့မှာတော့ညနေမဆွဲပြီးမနက်ကတော့ဆွဲတယ်ပေါ့ဗျာเนาะကျွန်တော်နောက်ရက်တွေနောက်ဘက်တွေကြာရင်ကျွန်တော်ဗီဒီယိုဖိုင်တင်ပေးတဲ့အချိန်လေးကိုပြောင်းမယ်เนาะပြောင်းဖို့အားကြောင့်လဲဆိုကျွန်တော်အလုံးမအားဘူးဖြစ်နေလို့ပါเนาะအားကြောင့်လဲဆိုတော့ကျွန်တော်တို့မနက်7:00 နာရီလောက်မှာပဲလာပြီးတင်ပေးပြင်မယ်လို့တော့ထင်ပါတယ်ဗျာเนาะဒါပေမဲ့လောလောဆယ်အထိတော့အခုတွေကကြိုတင်လို့ရနေတဲ့အချိန်ကြီးကြည့်ရတော့ကျွန်တော်အများနဲ့ကြိုတင်ပေးမှာပါเนาะဒီမှာတင်တဲ့သဘောလို့ဖြစ်သွားမှလဲဆိုလို့ပါเนาะကိုမိုက်အားလုံးပဲเนาะကျွန်တော်တို့အခုအင်္ဂါနေ့မနက်မှာကျွန်တော်တို့9-3ညဝမ်းချိန်ပါเนาะ9ပိုင်း9ပတ်တီ3ညပိုင်း3ညပတ်တီ9-3ညဝမ်းချိန်เนาะပြီးခဲ့တဲ့ဘက်ကခဏဆုံးကြားထားတဲ့အတွက်ပါဝါဒီလာတတ်ပါသည်เนาะအဲ့အတွက်ကြောင့်ကိုမိုက်အားလုံးပဲ50ဆိုတော့ခဏမဖြစ်မနေလေးရံပြီးတော့ထည့်ပြီးကစားပါเนาะကဲကိုမိုက်အားလုံးပဲเนาะကျွန်တော်တို့ထုံးစံတိုင်းပဲပေါ့ဗျာเนาะပတိကြိုက်လို့ကစားခြင်းတဲ့ကိုရီမတွေကငါးကိုကြိုက်နေတဲ့ကိုရီမရလဲငါးကိုကစားနိုင်ပါတယ်3ညပိုင်း3ညပတိကိုကြိုက်နေတဲ့ကိုရီမရလဲ3ညကိုကစားနိုင်ပါတယ်ဗျာเนาะဒါတနေ့ကုန်းစား share key ဖြစ်တဲ့9-3ညကီးနဲ့လဲ9ပိုင်း9ပတ်တီ3ညပိုင်း3ညပတ်တီကိုကြိုက်ရင်တွဲပြီးတော့ကစားလို့ရပါတယ်เนาะကဲကိုရီမအားလုံးပဲเนาะကျွန်တော်ခုမှမြင်ခုမှတွေ့ခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုရီမတွေရောเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုအများနဲ့ဆောင်ရွက်ကြည့်ရှုအားပေးကြတဲ့ကိုရီမတွေအားလုံးရောเนาะဗီဒီယိုဖိုင်လေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะဒါမွေးခွေလေးရလဲစောစောစီးစီးပဲဆင်ပြေသွားပြီเนาะကဲကိုမိုက်အားလုံးပဲကျွန်တော်တို့9နဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့9-4-5-9 9-2-5-3เนาะအဓိကမိန်ထားပြီးကစားပါเนาะ9ပိုင်း9ပတ်တီးနဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့
9459 เนาะအဓိကမေးထားပြီးကစားပါ3ညပိုင်း3ညပတ်တိနဲ့ပတ်သက်လာပြီဆိုရင်လေကျွန်တော်တို့3ည4 3ည9 3ည2 3ည3เนาะအဓိကမေးထားပြီးတော့ကစားပါခဏန်းလေးတွေကစားတဲ့အခါမှာအာပြီးတော့ကစားပါဗျာကိုကိုမိုင်အားလုံးပဲเนาะ9နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့9459 5253เนาะအဓိကမေးထားပြီးကစား3ညပိုင်း3ညပတ်တိနဲ့ပတ်သက်လာပြီဆိုရင်လေ3ည4 3ည9 3ည2 3ည3เนาะအဓိကမေးထားပြီးတော့ကစားပါခဏန်းလေးတွေကစားတဲ့အခါမှာအာပြီးတော့ကစားပါဗျာเนาะကဲအထူးမင်းရောတကွက်ကောင်းလေးတွေကတော့ကျွန်တော်တို့9ပိုင်း9ပတ်တိနဲ့ပတ်သက်လာပြီဆိုရင်เนาะကျွန်တော်တို့54ဒီအထူးမင်းရောတကွက်ကောင်းပါเนาะခဏန်းလေးတွေကိုအာပြီးတော့ကစားပါเนาะ3ညပိုင်း3ညပတ်တိနဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့3ည2ဒီ main out တက်ွက်ကောင်းပါเนาะခဏလေးတွေကိုအာပြီးတော့ကစားပါဗျာเนาะ9ပိုင်း9ပတ်တိနဲ့ပတ်သက်လာပြီဆိုရင်54ဒီအထူး main out တက်ွက်ကောင်းเนาะ3ညပိုင်း3ညပတ်တိနဲ့ပတ်သက်လာပြီဆိုရင်3ည2ဒီအထူး main out တက်ွက်ကောင်းပါเนาะခဏလေးတွေကိုကစားတဲ့အခါမှာအာပြီးတော့ကစားပါဗျာเนาะဇာတုအာပြီးကစားနိုင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်เนาะကိုကိုမိုက်အားလုံးပဲကဲကိုမိုက်အားလုံးပဲเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာเนาะနောက်တစ်ခုကိုမိုက်အားလုံးပဲเนาะဒုတိယမြောက်မွေးရမယ်မွေးခွေလေးเนาะဒုတိယမြောက်မွေးရမယ်မွေးခွေလေးဒီကျွန်တော်တို့4568ဆိုတဲ့အခွေပါเนาะ4568ပါဒုတိယမြောက်မွေးရမယ်အခွေเนาะဒါအင်္ဂါနေ့ကနေပြီးတော့တောက်ကြနေ့အထိအကျုံးဝင်ပါတယ်เนาะဒီအခွေဒီလဲကျွန်တော်ပြောနေကြစကားတိုင်းပဲစောပြီးလဲလာနိုင်တယ်လို့နောက်ကြပြီးတော့လဲလာနိုင်ပါတယ်เนาะဒီအတွက်ကြောင့်ကိုရီမာဒီဘက်ကနေပြီးတော့AACC လေးနဲ့ဇာတို့ပြီးမွေးပါเนาะတနေ့တည်းစားတစ်ချိန်တည်းစားမဟုတ်ဘူးเนาะမွေးရမယ်ဒုတိယမြောက်ရှယ်မွေးအခွေเนาะ4568ဆိုတဲ့အခွေပါเนาะအပူးလေးပါထည့်ပြီးတော့ခွေရပါမယ်เนาะကိုကိုမိုက်အားလုံးပါကဲကိုဒီမိုက်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုเนาะကြည့်ရှုအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးရှိပါတယ်ဗျာအားလုံးသောကိုဒီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထောင်ရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ